Hello အားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့ရောက်နေတဲ့နေရာလေးကတော့မင်္ဂလာ garden မှာပဲဖြစ်ပါတယ်ဒီနေ့ vlog ကတော့ကိုတန်းထိုက်ကိုပြန်ပြီးတော့ photo shoot စီစဉ်ပေးတဲ့ vlog ပဲဖြစ်ပါတယ်ရိုက်မဲ့ပုံစံလေးကတော့မြန်မာဝတ်စုံလေးနဲ့သတင်းကြွအတွက်ရိုက်မှာပဲဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့အရင်ဖျောင်းနိုင်မီကိုစီမှာပဲဖြစ်ပါတယ်ဒါကတော့ model နေရာမှာပါဝင်ကူညီပေးတဲ့အမအီမွန်ပဲဖြစ်ပါတယ်ဘေးမှာတော့ supporting ပေးနေတဲ့ကျွန်တော်ရဲ့ကောင်မလေးပဲဖြစ်ပါတယ်ဖျောင်းနိုင်မီစီပြီးလို့ lighting တွေပါချိန်ပြီးရင်တော့ကျွန်တော်တို့စရိုက်ပါပြီ lighting တွေပါချိန်တဲ့အခါမှာတော့ဖျောင်းနိုင်မီမထွန်းတာပိုကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဖျောင်းနိုင်မီကကုန်းတာမြန်ပါတယ်ဖျောင်းနိုင်မီမထွန်းရင် post တွေပါကြိုးပြထားရင်ပိုကောင်းပါတယ်ဒါကတော့လာပြေးကနီး2ရက်အလိုလိုက်မြင်ကွင်းကျွန်တော်တို့ဒီကိုမလာခင်မှာတော့မိုးတွေကရွာနေပါတယ်ကံကောင်းစွာနဲ့ပဲကျွန်တော်တို့ရိုက်ခါနေမှာမိုးတိတ်ရွာပါတယ်အခုဆိုရင်တော့2ယောက်သားအားရပါရကုန်းနဲ့ရိုက်နေပါတယ်ပုံထွက်လေးတွေကိုတစ်ချက်ကြည့်လိုက်ပါဘယ်နေရာကြာ Evan အပြည့်စုံကိုကျွန်တော်ရဲ့ Facebook page မှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ကိုတန်းထိုက်ကဓာတ်ပုံရိုက်တဲ့ style ကိုတစ်ချက် showပုံမှန်ဆိုကျွန်တော် night portrait ကိုရိုက်တာမရှိပါဘူးကျွန်တော်အတွက်တော့ညာပိုင်းမီး300အနည်းငယ် challenge ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်လှအောင်ရိုက်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့တောက်လျှောက်ရိုက်နေရဆိုတော့ model လေးအနည်းငယ်ပင်ပန်းနေပါပြီကျွန်တော်တို့ခဏနားပါမယ်နားပြီးရင်တော့နောက်တစ်နေရာကိုပြောင်းမှာပဲဖြစ်ပါတယ်ဒါကတော့နောက်ထပ်ရိုက်မဲ့နေရာပဲဖြစ်ပါတယ်အဲ့နေရာကိုမရိုက်ခင်မှာကျွန်တော်တို့တစ်ပင်အောက်မှာအဆင်ပြေမပြေရိုက်ကြည့်ပါတယ်ကျွန်တော်ကတော့ပုံလှလှလေးရဖို့အတွက်ဆိုရင်နေရာမျိုးစုံကိုဗတ်ပေါင်းစွာနဲ့ရိုက်ပါတယ်အခုဆိုရင်တော့ဒီနေရာလေးကိုရောက်လို့လာပါပြီအရင်ဆုံးကျွန်တော်မီးနဲ့မရိုက်ကြည့်ပဲနဲ့ဝစ်တောက်ရိုက်ကြည့်မှာပဲဖြစ်ပါတယ်ပုံထွက်လေးတွေကိုတစ်ချက်ကြည့်ပါကျွန်တော်ရဲ့ vlog လေးကတော့ဒီလောက်ပါပဲနောက်ထပ် vlog တွေမှာပြန်တွေ့ကြပါမယ်